ဟာမင်္ဂလာပါညီမလေး ဟုတ်မင်္ဂလာပါ ညီမလေးရဲ့နာမည်လေးနဲ့လေဒီမှာတက်ရောက်နေတဲ့မေဂျာလေးပြပြပေးပါအောင်ဗျ ဟုတ်ညီမနာမည်ကမွေးမှန်ဟုတ်ဒီမှာတော့ hospitality နဲ့ hotel management ဘိုင်းကိုတက်နေရပါတော့အဲ့ပေါ့နော်ဒီမှာတက်ဖို့ကိုလေညီမလေးစင်ဝန်နိုင်ငံကိုဘယ်လိုမျိုးဖြစ်ပြီးတော့ရွေးချယ်ခဲ့တာလဲဗျဘာလို့လဲဆိုတော့စင်ကာပူကတခြားနိုင်ငံတွေနဲ့ရှင်မဲ့ဆိုလို့ရှိရင်လုံခြုံရေးလည်းမြင့်နေအားကြောင့်မို့လို့အထူးရွေးခဲ့ရပါတော့ညီမလေးအနေနဲ့ပေါ့နော်ဒီအကြောင်းကိုပေါ့နော်ဒီ GSCM ကိုဘယ်ကနေဘယ်လိုပြီးစတည်ခဲ့တာလဲဗျ social media နေပြီးတော့ page ကိုတွေ့ရဲ့ Amazon ဆိုရင်လည်းဒီအကြောင်းသိလာတာဟုတ်ညီမလေးအနေနဲ့ဒီကိုလာဖို့အတွက်ကောဒီဘယ်လိုများပြင်ဆင်ခဲ့ရသေးလဲဒီပေါ့နော်ဒီအင်္ဂလိပ်စာတွေရောပြင်ဆင်ဖို့တော့လိုခဲ့သေးလားဗျဟုတ်ကြီးဒီနဲ့ဆိုတော့တိတ်ပြီးတော့ပြင်ဆင်မှုရောတိတ်ပြီးမလုပ်ခဲ့အောင်ပေါ့နော်အင်္ဂလိပ်စာလည်းနည်းနည်းအခြေခံထိရရှိထားပြီးသားဆိုတော့ဟုတ်ကဲ့ညီမလေးအနေနဲ့ဒီမှာရောက်ချင်မှာအခက်အခဲတွေရောရှိသေးလားဗျဘယ်လိုမျိုးတွေများရှိခဲ့သေးလဲဒီစိတ်မှာလည်းတခြားလာကြပြီးတော့ခက်ခဲရလဲဘာမှထိရတူဘာမှမရှိသေးဘူးပေါ့နော်ဟုတ်ကောင်းကောင်းအဆင်ပြေပါတယ်ဟုတ်ကဲ့ဗျအဲ့ဆိုနောက်လာမယ့်ចောင်းသားတွေအတွက်ကိုလည်းလေဘယ်လိုမျိုးလေးများပြင်ဆင်ဖို့လိုရလဲတော့ចောင်းသားတွေအတွက်စကားလေးနည်းပြောပြပါအောင်နောက်လာမယ့်ចောင်းသားတွေအတွက်တော့ထီးဆောင်ခဲ့ပါဘောနော်ဟုတ်ကျေးဇူးပါဗျ